စိတ်ညစ်တယ်နင်ညစ်ပတ်တာမနေကတ်တခိုးရအောင်ရှုံးတဲ့လူထိုင်တာငါးကကြီးချမလားပြီးရောကဲလုံးဝဥနိုထဲမှာအကျန်းဆုံးဥနိုသူက dark side ကိုဒီ light side ကိုနှစ်ခုလုံးရှိတာရီလေကျန်းတယ်ရုပ်ချိုးနေဝေးမလားငါဝေးမလားတော့လို့ဝေးတဲ့နေတော့လေးငါချောက်ခနဲ့ဆိုင်ဟုတ်ငါရင်စားမှာပေါ့နော်ယော damn bro လုံငါကလေးနော် yeah နိုင်တဲ့လူကတော့ထိုင်တာငါကကြည်ရတော့မယ်ဟေးထိုင်တာငါကကြည်ရတော့မယ်ဟေးယော okay nasa yo oli yo ha ငါကလေးပဲငါမှမရှိဘူးခါဟောရှိဩငါကလေးပဲထပ်ဆွဲအောင်မရှိတော့ဟာ6တေးဒုက္ခပဲမရှိဘူးဟဲ့ပြီးမညစ်ပတ်ကြီးနော်နင်ထိုင်တာငါကလုတ်လိုက်ကြနင်လုတ်ရပြီမညစ်ပတ်နေဘူးရေးပြီးရပဲပြီးတော့မှခါရဲပြစ်ဒဏ်ခံခံကြီးကြရင်မလုတ်ချင်ဘူးလုတ်ချင်တယ်လာလုတ်နေမှာဆိုလို့ရှော့အိုးဒါပဲပြောင်းလဲသွားပြီ +1 နေရှေ့အော် +1 ဆိုဟုတ်တယ်ငါချတကယ်ဆွဲပြီတကယ်ဆွဲပြီငါကလေးနော် flip စပြီနေငါဓာတ်ဆိုင်ဘက်ကိုခေါ်သွားပြီနော်ဓာတ်ဆိုင်ဘက်ကိုခေါ်သွားပြီရော့ဟာ +5 တဲ့အဲ့ဒါဆိုငါ flip ချနေငါကဆွဲရတော့မှာရတယ်လောက်ငါကဆွဲဝိုင်းရိုင်းနေနေဟာရုံးမှာလည်းငါမှ +5 ရှိတယ်မရှိဘူးကွာ10ကက်ဟုတ်လေဒီနေဟိုမရိုင်းရောလေးငါ6 9 10 9 10မရိုင်းနေကွာ10ကတ်တောင်မှရဆက်တယ်ဟေးဒီမှာကတ်တရေပြနေပြီကတ်တရေအခုပါငါကလည်းလားဟုတ်တယ်နင်းလည်းနည်းနည်းတော့ဆွဲလိုက်သွားနည်းနည်းတော့ဆွဲလိုက်သွားနင်းလည်းနည်းနည်းတော့ဆွဲအမေနင်းကြတော့ငါ10ကဆွဲခိုင်းပြီးတော့ဟုတ်တယ်နင်းလည်းဆွဲရမှာပေါ့ငါကြီးပဲဆွဲရင်ဘယ်ဟုတ်ငါကြီးပဲဆွဲနေဘယ်ဟုတ်ငါချမှာနော်ငါကချအေးဟုတ်တယ်ဒုက္ခရောကြီးအဲ့အတော့မရှိဘူးဆိုတော့မလုံနဲ့ပွဲရတော့ခဏနေငါစဉ်းစားစရာရှိပါတယ်မြန်လို့ကြားတယ်မသိဟိုကြာနေတာပဲမသိဂိမ်းကြီးကစားနေတာကြာနေတာမြန်လို့ပါလားရော့ကာလာလီရပန်းအောင်အေးပန်းအောင်လို့ရော့ကျေးဇူးပဲငါမှတော်သေးတယ်ခုနကလို့ဦးနိုဦးနိုသွားပြီလားရော့ flip လိုက်တယ်ဦးနိုပဲလေအေးလေကျင်မယုံနဲ့အေးလေနင်ကဦးနိုမဟုတ်နင်မရှိအဲ့လန်နဲ့ကတ်မှနင်မရှိဘူးဆိုရင်နင်ဆွဲရတော့မှာလေလို့ကြားတယ်ဟောဒီလိုပြရမှာ flip လိုက်ရှိဘူးလို့ရှိလားရှိဘူးဆိုရင်အထက်ဒုက္ခပဲလို့ဆွဲလိုက်မယ်ဆွဲလိုက်ရပြီမရှိဘူးသားရှိဘူးသားစောက်ကြည့်ရုံတည်းတွေ့လားဖလင်းလို့ရရလားနဲ့ဆောက်ရဲဆောက်ချင်းရှိလားမရှိဘူးမရှိဘူးဟာနင်းကငါနောက်ဆုံးအများကြီးရှိကိုဆွဲသွားမှာငါအများကြီးရှိကိုဆွဲသွားမှာရော့ပလက်တကပ်ပါဆွဲလိုက်မရိုင်းနေကွာဆောင်ရမ်းမရိုင်းနေကွာရော့ဖလစ်တွေကအများကြီးပဲသူ့အခြေအနေကိုကြည့်ပြီးဖလစ်ရမှာအဲ့ဆိုဟုတ်ပြီဦးနိုပါပြန်ပြီရော့ဟာထို
ကလို့ စိတ်ညစ်နင်ညစ်ပတ်တာမနင်ကက်တွေခိုးတာအောင် ဘာမှခိုးလို့လဲ နင်ခိုးလေ အဲ့မှာဟိုကဘာလဲဖလစ်လို့ရတယ် နင်ခိုးလို့နေပလက်ဖိုက်နှစ်ခုဖြစ်နေတာဗော ထိုင်တာလို့ခုလို့ နေပလက်ဖိုက်နှစ်ခုဖြစ်နေတာဗော ခုလို့ပြောနေ